ကျွန်တော်တို့ဒါအခုအစ်စ်ထွက်ထားတဲ့ new hero ပေါ့နော်ဆိုတာကိုကျွန်တော်တို့ဘယ်လိုကျန်းအောင်ရမှာစော့မလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်နော်တစ်ချက်လောက်လိုက်ကြည့်လိုက်အောင်ဒီကောင်ကဗျာစကေးကအကုန်လုံး6ခုပဲပါတယ်နော်သူ့ရဲ့ scale 1ကကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်အောင်နော်အရှိကိုထိုးမယ်သူကထိုးပြီးတော့လဲသူကmoment ပေါ့နော်ရွှေ့လို့ရတယ်hero ချိန်ပြီးတော့ထိုးမယ်မတည့်ဘူးသူရှောင်းတယ်ဆိုလို့ရှိရင်လည်းကိုက hero လိုက်ရွှေ့ပြီးတော့ပေါ့နော်ထိုးလို့ရမယ်ပေါ့နော်ဒါ scale 1တစ်ချက်နော်နောက်ပြီးတော့scale 1ကိုသူကထိအောင်ထိုးရင်သူက damage ကလည်းကိတ်တယ်ဗျာနော်သူက damage ပါတယ်ဗျာscale 1မှာနောက်ဒါ scale 2ပေါ့နော် scale 2ကတော့ blink hero လှမ်းခုံမယ်ပေါ့နော်အဲ့ hero လှမ်းခုံမယ်ဆိုလို့ရှိရင်နောက်ပိုင်းကူးတောင်းနေပါလေဆိုတော့မြန်တယ်ပေါ့နော်ပြည့်ရပါတယ်ဆိုတော့ hero ထိရင်ပြည့်မယ်ပေါ့နော်နောက်တစ်ခုက blink အဲ့2က scale 2ကဘာတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်ပေါ့နော်ဒီ raw တွေပါလေကျွန်တော်တို့ခုံတဲ့ခါကျလို့ရှိရင် blink 2 black 2ပါပေါ့နော်ဒီ raw တွေပါလေဆိုလို့ရှိရင်ခုံလို့ရတယ်ဗျာတဲ့ blink မှာမရဘူးဗျာအဲ့မှာကြည့်ဒီ wall တွေပါလေဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘက်ဒီဘက်ကြည့်လမ်းခုံလို့ရတယ်ဆိုတော့သူ့ရဲ့ဒီ scale to blink ရတယ်တော်တော်ဝေးရောက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါတို့မျိုးဒေါင်းဖြတ်တွေပါရတော့ခုံလို့မရဘူးပေါ့နော်ဒီမျိုးအဲ့လိုလေဟာသူ့ရဲ့ scale to ကရန်ဒါအဆင်ပြေရကြကြကျွန်တော်တို့ဆိုတော့ဒါ blink to ဒါလုံးဝ flicker တွေပါရတော့မှနော်အဲ့ဒီကောင်တွေကိုဖြတ်ပြီးတော့ခုံလို့မရဘူးเนาะဒါပေမဲ့သူ့ရဲ့ scale to ဒီ blink ကတော့ခုံလို့ရတယ်ဆိုတော့အဆင်ပြေရပေါ့နော်အဲ့သူ AD ပေါ့နော်ဒီမှာ AD ကဒီမှာနှစ်ကွက်ရှိရယ်ဖောင်ပြောင်းလို့ရတယ်เนาะတခုကမိုးကြိုးအပေါ်ကနေပစ်ချတာမျိုးပေါ့နော်မိုးကြိုးတွေနဲ့ပစ်ချတာဒါမျိုးတွေနောက်ပြီးရင်သူကနှစ်ကွက်ရှိရယ်ဗျာဒီကပြောင်းလိုက်တဲ့အချိန်မှာသူကစကေးတစ်ခုထွက်မယ်နောက်ပြီးရင် stat 5ခုပြည့်အောင်ဖြည့်ပေါ့နော် stat 5ခုပြည့်သွားတယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ခါထပ်သုံးလို့ရမှာပေါ့နော် AD ကနှစ်ခါသုံးလို့ပြောလို့ရဗျာဒီကကြည့်လိုက်နော်သူမကြည့်လိုက်သူကနှစ်ခါလုံးဝင်သွားတယ်ဝုန်းလို့တော့နောက်ပြီး stat 5ခုပြည့်တယ်သူ့ရဲ့အောက်မှာဘားတန်းမှာ stat 5ခုရှိရဗျာ5ခုပြည့်နောက်ထပ်တစ်ခါထပ်သုံးတယ်သူက damage ကလည်းအကိတ်ကြီးเนาะဒါကျွန်တော်ဘာ item မှမဆက်ရသေးဘူးပေါ့နော်ဒါမျိုးဆိုတော့သူဒါတကယ်ကောင်းတယ်အကုန်လုံးကတော့ဒီကောင်း ESP ဆော့ကြရပေါ့နော်ကျွန်တော်ဒါမဲ့မနေ့ကကျွန်တော်ဂျန်ဂယ်လာသွားဆော့ကြည့်ရပေါ့နော်ဂျန်ဂယ်လာဆော့တော့လည်းအဆင်ပြေရပေါ့နော်ဘရိုတို့ရော brother တို့ရောဘယ်လိုမျိုးထင်လဲပေါ့နော်ဒီ hero ကိုကျွန်တော် comment အောက်မှာဝင်ပြီးတော့ဆွေးနွေးသွားပြီးလို့ရပါတယ်ကျွန်တော်နာမည်ကတော့ Defeat ဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ TikTok YouTube မှာ Facebook page မှာရော follower လေး like and subscribe လေးလုပ်ပေးထားကြပါလို့ကျေးဇူးတင်ပါတယ်အားလုံးတတ်တာ I love the wind. It always takes me to new places. Double kill. There's an even bigger adventure ahead. Thunderstorm has been destroyed. Solo kill. Mega has been slain. Unstoppable. I love the wind. It always takes me to new places. Kill! Monster kill! Thunderclap! Solo kill! Godlike! Thunderstorm! Legendary! Thunderstorm! Drive these fists of thunder! And an oasis in the desert? Just believe.